မင်္ဂလာပါအခုလောလော American မှာရှိတဲ့မြန်မာမိသားစုတွေကြားမှာ USCIS နဲ့ DHS ကကြီးညာချက်တွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတော်တော်လေးများနေကြတယ်နော်အဲ့ဒါကြောင့်ဒီတစ်ခါမှာတော့အဲ့ဒီအပြောင်းလဲတွေကတကယ်တမ်းဘာကိုဆိုလိုတာလဲဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုအကျက်လက်အတိအကျနဲ့ရှင်းရှင်းလင်းလင်းပြောပြပေးတော့ပါဟုတ်ပါပဲအားလုံးစိတ်ထဲမှာရှိနေတဲ့အဓိကမေးခွန်းကဒါပဲဖြစ်မှာပါတကယ်တမ်းဘာတွေပြောင်းသွားတာလဲဆိုတာပေါ့ဟိုကတမျိုးဒီကတမျိုးသတင်းတွေမျိုးကြားနေရတော့အချက်အလက်မှန်ကိုသိဖို့ကအရန်ကိုအရေးကြီးပါတယ်ဆိုတော့အခုကြီးမေးခွန်းကိုပဲတဲ့တဲ့တို့ဖြည့်ရှင်းသွားမှာပါကဲအသေးစိတ်တစ်ချက်ချင်းကြည့်လိုက်ကြအောင်ကဲဒီနေ့မှာအတိကအပိုင်း၅ပိုက်ခွဲပြောသွားပါမယ်ရေပေါ်သတိပေးချက်တွေအကြောင်းပြီးတော့ TPS နဲ့အလုပ်ခွင့်ရှောက်လာတဲ့ခရီးသွားလာရေးကိစ္စတွေ social media သုံးတာနဲ့ပတ်သက်ပြီးသတိထားမယ့်အချက်တွေနောက်ဆုံးမှာတော့အနစ်ချုပ်နဲ့ရေးကြီးတဲ့ championship တွေပါဝင်မှာဖြစ်ပါတယ်ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ဒီအပြောင်းလဲတွေကြားမှာလမ်းမပြောက်သွားအောင်အရေးကြီးထားရမယ့်အချက်တွေကိုအရင်ဆုံးပြောပြပါမယ်အခုလာမယ့်အပိုင်းကတော့တော်တော်များများအရေးကြီးဆုံးဖြစ်မဲ့ကိစ္စပါဒါကတော့ TBS နဲ့အလုပ်ခွင့်ပါမယ် work ပါမယ်ကိစ္စတွေပဲဖြစ်ပါတယ်ဒီရဲ့ဆွဲကိုတော့ဒီချာမှထားဖို့လိုပါမယ်2026ခုနှစ် January လ26ရက်နေ့ဒါကဘာရက်ဆွဲလဲဆိုတော့ DHS ရဲ့ကြီးညာချက်အရမြန်မာနိုင်ငံအတွက်ပေးထားတဲ့ TBS လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်အစီအစဉ်ကိုအပိသက်ရပ်ဆိုင်တော့မဲ့နောက်ဆုံးနေ့ပဲဖြစ်ပါတယ်ဆိုတော့ဒါရဲ့အကျိုးဆက်ကဘာဖြစ်မလဲအဓိကတော့ TBS အခုတည်းကပဲအားပြုထားရတဲ့သူတွေအတွက်2026 January 26ရက်နေ့ကြော်သွားတာနဲ့တရားဝင်နေထိုင်ခွင့် status ဆုံးရှုံးသွားနိုင်တဲ့အခြေအနေရှိနေပါတယ်ဒါကတကယ်ကိုလေးလေးနက်နက်သတိထားမယ့်ကိစ္စတစ်ခုပါဒီလိုအခြေအနေမှာဆိုရင်ချက်ချင်းလုပ်ရမယ့်အရေးကြီးတဲ့အဆင့်နှစ်ဆင့်ရှိပါတယ်နံပါတ်1ကျွမ်းကျင်တဲ့လူဝင်မှုကြီးကြပ်ပြင်ရှင်းနေတဲ့ချက်ချင်းတိုင်ပင်ပါပြီးတော့နံပါတ်2 asylum ဖြစ်ဖြစ်တခြားတင်တော်မဲ့ဗီဇအမျိုးအစားတစ်ခုခုကိုဖြစ်ဖြစ်အချိန်လုံးဝမဆွဲပဲအမြန်ဆုံးလျှောက်ထားဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ပြောင်းလဲတစ်ခုက work permit တက်တန်ပါအရင်က9နှစ်ပေးတာကနေအခုပြောင်းလဲတော့ပါပြီ2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့ကစပြီး asylum ဒါမှမဟုတ် green card ရှောက်ထားဆဲသူတွေအတွက်ထုတ်ပေးမဲ့ work permit အတိတ်တွေတက်တန်ကို9နှစ်ကနေ18လဆိုလိုတာကတစ်နှစ်ခွဲအထိပဲပြောမှာဖြစ်ပါတယ်ပြီးတော့ဒီချက်ကအထူးပဲသတိပြုဖို့လိုပါတယ်အရင်ကလိုရက်940အလို့အလျောက်တက်တန်းတိုးပြီး automatic extension စနစ်ကိုလုံးဝရက်ဆိုင်လိုက်ပါပြီအဲ့တော့ဘာလို့ရမလဲဆိုတော့ကိုယ့်ရဲ့ပါမစ်တက်တန်းမကုန်ခင်အနည်းဆုံး6လရက်180ကြိုပြီးတော့တက်တန်းတိုးလျှောက်ထားရပါမယ်ဒါကိုလုံးဝမမေ့ပါနဲ့တရားလေးပဲနောက်ကျတော့ရင်တောင်အလို့လို့ခွင့်ရပ်သွားနေတဲ့အခြေအနေတည်ဖြစ်သွားနိုင်ပါကဲအခုနောက်တစ်ပိုင်းကိုဆက်ကြည့်ကြရအောင်ဒီအပိုင်းကတော့ shock law တွေနဲ့ခရီးသွားလာရေးဆိုင်ရာကိစ္စတွေပါ administrative hold ဆိုတဲ့စကားလုံးကိုကြောက်ဟူးကြမှာပါဒါကဘာလဲဆိုတော့ USCIS ရှက်ကနေမြန်မာနိုင်ငံအပါအဝင်အန်ဒီများနိုင်တဲ့နိုင်ငံဒါမှမဟုတ် high risk လို့သတ်မှတ်ထားတဲ့နိုင်ငံတွေကနေ short ထားတဲ့အမှုတွေကိုလုံခြုံရေးရပိုပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ခိတ္တဆိုင်းငံ့ထားတဲ့မျိုးကိုခေါ်တာပါအဲ့တော့ဒီလို hold လုပ်ထားတာကြောင့်ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုရင် asylum interview ခေါ်ရတယ် green card အဖြေရတာတွေကအရင်ကထပ်ကြောင်ပိုပြီးကြလာနိုင်ပါတယ်အဲ့ဒါကြောင့်စစ်ကိုရှိထားပြီးစောင့်ဆိုင်ဖို့တော့ပြင်ဆင်ထားရပါမယ် travel ban ခရီးသွားလာခွင့်ပိတ်ပင်မှုနဲ့ပတ်သက်လို့ကတော့လက်ရှိချိန်မှာမြန်မာနိုင်ငံဟာ full ban စီးနေမှာရှိနေတော့မှာပဲဆိုလိုတာအခြေချင်းနေထိုင်ခွင့်ဗီဇာတွေတော့အလဲပတ်ဗီဇာလိုမျိုးတခြားဗီဇာအသစ်တွေပါထုတ်ပေးမှုကိုကန့်သက်ထားတော့မယ်ဆိုတဲ့အရေးပဲပါအဲ့ဒါကြောင့်မို့လို့ဒီအချိန်မှာပြည်ပကနေမိသားစုဝင်တွေကိုခေါ်ဖို့စီစဉ်နေတယ်ဆိုရင်အခက်အခဲတွေဆက်ရှိနေအောင်မယ်ဆိုတာကိုထည့်တွက်ထားကိုလိုပါတယ်နောက်တစ်ခုကကိုယ်တိုင်လည်းမလိုအပ်ပဲနိုင်ငံတကာကိုထွက်တာအထူးသဖြင့် advance parole နဲ့ခီးသွားတာမျိုးကိုတော့တတ်နိုင်တဲ့လောက်ရှောင်ချင်တာအကောင်းဆုံးပါပဲကဲအခုခေတ်နဲ့အရန်ကိုသက်ဆိုင်တဲ့အကြောင်းအရာတစ်ခုကိုဆက်သွားပါမယ်အဲ့ဒါကတော့ social media စောင့်ကြည့်ခြင်းမှာကိုယ့်ရဲ့ online လှုပ်ရှားမှုတွေကကိုယ့်ရဲ့အမှုတွဲတွေအပေါ်ဘယ်လိုတက်ရောက်မှုရှိလာလဲဆိုတာကြည့်ကြရအောင်ဒီချက်တွေကတော့တကယ်ကိုတတိထားရမှာပဲပါကိုသုံးနေကြ Facebook TikTok လိုမျိုး social media တွေမှာအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပုံတွေစာတွေကိုမျှဝေတာ share တာမျိုးလုံးဝရှောင်ပါကိုဘာကို share နေလဲဆိုတာအမြဲတမ်းသတိထားပါအဓိကအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ online မှာဖော်ပြတဲ့နိုင်ငံရေးအမြင်တွေကကိုရှောက်ထားတဲ့ asylum အမှုမှာတင်ပြထားတဲ့အချက်တွေနဲ့တထပ်တေးကြဖို့꽌လဲမှုမရှိဖို့ပါပဲကဲအခုပြောခဲ့တာတွေအားလုံးကိုအနစ်ချုပ်ပြီးအဓိကမှတ်ထားမယ့်အချက်တွေကိုပြန်ကြည့်ကြရအောင်ဒီချက်ကတော့ဒီနေ့ပြောခဲ့တာတွေအားလုံးနဲ့ပါအရေးကြီးဆုံးအမှားစကားပါပဲသူပြပြောစကားလေးကောလာဟလာလေးကိုလုံးဝအားမကိုပါနဲ့ USCIS ရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့တကယ်နားလေတဲ့ကြွတဲ့လူဝင်မှုကြီးကြပ်ရေးရှိနေတယောက်ရဲ့အကြံဉာဏ်ကိုပါအဓိကထားပြီးအားကိုးကြပါ
ဒါကိုပဲထပ်ပြီးအလေးနဲ့ထားပြချင်ပါတယ်အခုလို့လူဝင်မှုကြီးကြပ်တဲ့ဥပဒေတွေခဏခဏပြောင်းလဲနေတဲ့ကာလမှာကျွမ်းကျင်တဲ့ရှင်းနေတဲ့တိုင်ပင်တွေဆိုတာကလုတ်လိုက်ရတယ်မလုတ်လိုက်ရတယ်ဆိုတဲ့ရွေးချယ်စရာတခုမဟုတ်တော့ပါဘူးဒါဟာအိုမှုအောင်မြင်ဖို့အတွက်မရှိမဖြစ်လုံးဝမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာပါပြီကဲအဆုံးတိုင်အနေနဲ့အားလုံးကိုစဉ်းစားကြမေကုန်းလေးတစ်ခုနဲ့ပဲနှီးကုန်းချူချင်ပါတယ်အခုလိုအခြေအနေတွေမှာစိုးရင်ပူပန်နေတာထက်ကိုယ့်ရဲ့နာဂတ်အတွက်ကြိုတင်ပင်စင်မှုတွေစလုပ်ဖို့အားလုံးအစင်သိမ့်ဖြစ်ကြပြီလားအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းပြီးအဆင်ပြေကြပါစေ